picture နဲ့ cover photo ချိန်နဲ့သင်ခန်းစာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ wine လေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ်ဒီမှာဆိုရင်ဒါကကျွန်တော် Facebook account ဖြစ်နေပါတော့အဲ့တော့အရင်ဆုံးကျွန်တော်ဒီ Facebook account ကနေ Facebook page ကိုချိန်ပါပါနော်ချိန်မယ်ဆိုရင်ဒီမြေချောင်းလေး၃ချောင်းတစ်ချက်နှိပ်ပြီးဆိုရင်ကျွန်တော်ဒီ page ပေါ့နော် page ကိုတစ်ချက်နှိပ်ပြီးဒါလေးကိုတစ်ချက်နှိပ်မယ်ဒီမှာ swipe ပေါ့နော်ဒါလေးကိုတစ်ချက်ထပ်နှိပ်လိုက်ဒါဆိုရင် Facebook page ဖြစ်သွားပြီအဲ့တော့ profile picture နဲ့ cover photo ချိန်မယ်ဆိုရင်ကျွန်တော်ဒီ wine လေးကိုတစ်ချက်နှိပ်အဲ့လိုမှမနှိပ်ချင်ဘူးဆိုရင်ကျွန်တော်ဒီရဲ့လူပုံလေးပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါအဲ့တော့ profile picture ချိန်မယ်ဆိုရင်ကျွန်တော်ဒီ camera ပုံလေးပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပြီးဆိုရင် choice profile picture ဆိုတော့ရွေးမယ်ရွေးပြီးဆိုရင်ကျွန်တော်ပုံတစ်ခုယူမယ်ပြီးဆိုရင်ကျွန်တော်ဒီ new feed မှာပေါ်ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီမှာအမှန်ချစ်ထားမယ်ဒီ new feed မှာမပေါ်ခြင်းဘူးဆိုရင်ဒါလိုဒီအမှန်ချစ်လေးကိုဖြုတ်ထားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအမှန်ချစ်မယ်ပြီးရင် save ကိုတစ်ချက်နှိပ်မယ်ဒါဆိုရင် profile picture ချိန်ပြီးသွားပြီပြီးတော့ကျွန်တော်ဒီ cover photo ပေါ့နော် cover photo ချိန်မယ်ဆိုရင်ကျွန်တော်ဒီရဲ့ camera ပုံလေးကိုတစ်ချက်နှိပ်ပြီးတော့ရင် upload photo ဆိုတော့တစ်ချက်နှိပ်မယ်ပြီးတော့ရင်ကျွန်တော် photo တစ်ခုပေါ့နော် photo တစ်ခုယူမယ်ဒီမှာလဲ new feed မှာပေါ်ခြင်းနဲ့ဆိုရင်အမှန်ချစ်မယ် new feed မှာမပေါ်ခြင်းဘူးဆိုရင်ကျွန်တော်ဒီအမှန်ချစ်လေးကိုဖြုတ်လိုက်ပါနော်အဲ့တော့ဒီမှာအမှန်ချစ်နှိပ်မယ်ပြီးရင် save ကိုတစ်ချက်နှိပ်မယ်โอเคဒါဆိုရင်ကျွန်တော်ဒီ page မှာ profile picture လည်းချိန်ပြီးသွားပြီ cover photo လည်းချိန်ပြီးသွားပြီဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်